Cái này cũng nhà nó cũng bè nhà nhà thầy nó mới cho nhà Nguyễn đây nè quá mày ra bảo rồi này rồi thầy về hè thầy à hả thầy về bài nè sao vậy bảo đi tan gì đấy đều khổ à mà hai đứa con đâu khả mà tôi bảo ý bà hè ý bà tao nhớ tụi mà cái này là rằng nên cứ mà sai này là mình từ lại mua ai mà cho chuyện nào ý Hello Kitty đó là Hello Kitty ngoài lâu thế này à bé bé như nhà bé bé như mà bé nhà đâu đi tao đi về nhà đâu lắm em không tiền đi đấy tiền đi sàn đấy thôi là tiền mà toàn tiền mà ní là nó mẹ tôi cậu à thôi là phiu nè tiền mà ní nè mà không khơi lên nè khơi lên là chỗ anh mà lại nè hả là chỗ là gì thế hồn nè tiền là phiu nào đấy tới chỗ ai à tí đâu hả không nói rồi là thành gì hoài không thì người ta đi mấy tháng năm mà thành gì đó mẹ mà sao nè tê mẹ mà sao nè mẹ sắp nhà mà mắt gì nè ok tì vậy mẹ bây giờ mà sắp nhà gì nè mà mẹ sắp nhà gì ngập về nãy ao này rồi ngà đâu khả mà mà tí đều là đi cho gì à hút ao rồi quỷ mà này cho gì là cả đấy cái này nhau vậy là mình này nhận sao vậy nó sát tàu nữa đây à nhà sẽ đi sẽ con sẽ làm cho ai không biết mình biết con sẽ làm gì mà thôi em à không ở nhà lại đi hà làm dạ gì không biết không là gì vậy mà ở một kia mà qua cuộc thì đã nhận đầu luôn xin cho vì tụi nhau không ai à chú chào tụi nhau mà màu cuộc thì đã nhận đầu lại easy going bro easy going thì lâu nhé nuôi liền ai nhớ à làm mà đây mấy chỗ à nhé nuôi là nhé nuôi thì mà tụi nhau cũng không phải để lại gì ý là heo phải tao có lo gì à mày đi easy vậy mà chỉ là easy ê lấy áo đây thì em nè áo đây thì em nè mà lấy heo phải rồi đi nhà có lúc chưa chưa biết thôi mấy hàng mình à mình hoa chụp bút lên tới biển này à cái rồi đi à đi à ý là anh gì mà cũng rồi à tú gì này rồi à giờ mẹ rồi đi ê nhưng mà ngọc cái này ngài ông nè điều đánh nhẹ ta tàu nè mới chịu ê bà hè không bà đi ê chỗ nhà đi à ăn đủ ba mồi ê biết nuôi lên luôn mình không nào mấy nhà mà má hại giá pung này đồ làm gì đâu giờ đi chứ mà anh này tụi lấy hào vậy gì gì ra biết nuôi lên là điều đánh nhẹ tàu được cái cha rồi cô bé lên tiếp theo liền tòa là cao mà lại có điều đánh nhẹ tàu nó vào điều đánh nhẹ này tàu mua là mèo bảo từ cô cháu đi chào từ cô cậu với cô à đi mày lấy cậu ra mày dạ thì tì đi là dạ tì đi dạ ngà lẽ ê ôi sao này tao khen cô
ရောက်တော့မဟောက်ဒီကုတ်ကြီးရပြီ ကိုကြီးရမေ့မိရမှာကြော်ညာတာငါမယူပဲဟာမ ကြိုင်ရင်လောက်ပြီ မဲချိုင်ရင် ယူရောက်လာလောက်အဲ့လိုဒီအဲ့လိုလောက်ပြီး မကြော်ညာ အဲ့လိုလောက်ပြီးအမေခိုးလို့ဖြစ်ရင်နော်တမီးကပဲလူရှိကြီးတို့ရှာတယ် တိကျအောင်ရေ ဟိုကအမေလူပုလေးတို့ရှာလို့အခဏပြုတ်ကြမဟုတ်သေးဘူးလေဒီတော့ဟာမဟုတ်တော့ပေးရတဲ့ဟာလည်းမေဟိုဘက်ကောက်လိုက်ဒီဘက်ကောက်လိုက် တေးတော့ဟုတ်တယ်အများကြီးပဲအဲ့ဒါကြတော့စိတ်မစိတ်တော့ဟိုမှာခုံလိုက်တော့ပြုတ်ကြပါအဲ့ဒီခရမ်းရောင်ပြီးပါလားမသိရှိလား ခရမ်းပြီးရင်ပြီး ခုနမေအဲ့ဒီခရမ်းရပါရဲ့မျက်နှာလေးတို့ခုံလိုက်တာပြုတ်ကြပါ ရောက်ခဲ့ပြီနောက်ဆုံးတော့ finally ပဲရပါလေ ဟာနောက်ဆုံးတော့အဒီကိုအခွေးကောက်ရီကိုကြော်နိုင်ခဲ့ပြီပန်းနိုင်စတိတ်ဆေးရတာမှဒီနေ့မရဘူးမပူနဲ့နောက်9ရက်လောက်ဆော့ပါရဲ့ တော့ငါရတော့မလိုပါဘူးမမီယာတမီးရုပ်ခုံရမယ်မဟုတ်နင်ကဘယ်ဟာကိုထိရမှာလဲဘယ်ဟာကိုမထိရမှာလဲနည်းနည်းပါးပါးလေးရှင်းပြကြပါအေးနေလောက်တက်တယ်နော်ဒီအချောင်းလေးကနေမလွတ်ဘူးဒီလက်တလုံးကနေမလွတ်ဘူးသူလောက်တက်တယ်သူအုံနာပါရှုပ်လို့ မစ္စတာဘရိန်းပဲ မစ္စတာဘရိန်းတမီး အေးလောက်ရင်ဒီမှာ မတည်ဟဲ့ နင်းဟာလည်းပဲလေဟာဘယ်နေရာလေးစားလို့လေးစားမှန်းမသိတော့ အဲ့ဒါကိုပြောတာဗောအဲ့နေဟာကြော်ရလား ငုံလိုက်တော့ခေါ်ရနာငုံလိုက်နောက်ပိုင်းရနေမေးကြလားလက်ကလေးဒီလိုခေါင်းဒီလိုရနေဆွဲလည်းမပါတော့အဲ့နေရပါလေရလက်တွေပူကုန်ရောက်ပါမဒီဝနညတော့ငါမလေးစာကျွန်းတော့ပြုတ်ကြပါလေမေရဲ့အမေရဲ့အေးအမလေးစာလည်းမတော့ရနေမှာနေခုလေးစာတော့ခဲ့တာနေသေးတယ်ရောဒါပဲလေဆက်တော့သမီး16ရောက်ပြီနိတေးပါခဲနိုင်နေစားပနေနေခွေးခွေးမှာစိုက်ခိုင်းနေတယ်ကျေးဇူးရှင်ရဲ့ပေးရတာမမမွားလေးဒီကိုစားရအောင်အဲ့နေရမှာဖြူဖြူလေးနဲ့နေရမှာလားဟုတ်တယ်မေကိုနီရန်လေးစားရအေးပါသမီးရဲ့သမီးဟာမွားကြည့်မအောင်မလေး90ရောက်ပြီမေရဲ့90ရောက်ပြီမမ
ဘယ်လမ်းနေနေလား ဘယ်လိုနေနေရလဲအဲ့ညာသူမမုံလေးပြရနေနေရောဆက်တယ်ဟုတ်ပါပြီ ဘယ်မဟုတ်ဘူးနေလို့မရအောင်တမီးတက်လို့မရအောင် ရတယ်မကြီးဒီမှာခဏခေါ်လာတယ်တမီးခေါ်ပြီးတော့အောင်မကြီးသူပေးရတာလေအခုဒီလိုဒီမှာဒီမြောင်ခုံမရအောင်နော်ဒီဘက်တောင်ခုံအခုဒီဘက်တောင်ခုံပြီးရင်ဒီဘက်တောင်ပြန်ခုံပြီးသွားရင်ဒီဘက်တောင်ပြန်ခုံပြီးရင်ဒီလိုပြန်ခုံအဲ့လိုခေါ်ရไม่พอเหมือนตัวရတယ်တမီးခုံရနဲ့ ตะมีတရားမှာပဲစောင်းနေတော့မြင်လို့ ဆောင်းနေတော့တရားနှစ်ဆင့်ပြန်လာတယ်နောက်ပြန်ဆုပ်လာဟာမလို့ဆုပ်လာ တရားမှာစောင်းတော့တော်ပြီတရားပဲ တရားမနှုတ်ဆက်လဲ ကြာလန်းလေဟဲ့ နေဟာလေမဟုတ်သေးပါဘူးအေး ဒီလန်း နေလေငါမပြောချင်တော့ဒီလားအော်ဖေးရရဲ့လေစားတဲ့ချောင်းပါနဲ့ကြောညာတဲ့ပုံနော်ငါနဲ့ကြောညာတဲ့ပုံနဲ့ပြည့်နေ တော်ရည်သွားပါကောကို ပါဒီချီးပုံလေးနေရမှာ ဘမလည်းမေးချင် မအောင်မဟုတ် ဟုတ်ကဲ့ ဟိုးကနေပေါ့ခုန်တာမှာ အဒီဟာပန်းတင်အဲ့ဒါခုစလုံးနေရမှာအဓိကအစင်းရပေါ်မရအောင်ရပြီအဲ့လေအဲ့ကြောင့်မေးချီတော့မနေတော့ဘူးလေ တော်တော့မေးစားချီရောတဲ့နေမကြောက် ဟဲငါတေပြီးတော့ဘယ်တက်ပြုတ်ကြတော့ဒုက္ခငါတေပြီးစူးတယ်နဲ့ ဒီလိုတာမချီရောတဲ့နေမကြောက်အမလေးမေး တရား94 ဒီကိန်းမပြီးမချင်းပန်ကားလေးလည်းယူလို့မရမောတာ အေးလို့ နေလည်းမရဘူး အေးတေးပါ အချူနေလာတော့ဒီလိုကြေးတာကြလားသူအဲ့လိုမျိုး သမီးရလေကွယ်နေရောက်တဲ့စတိတ်တွေနေပို့နေဘယ်လိုလောက်ခိန်းဆော့တော့မလဲတေးရဲ့ ဒီမှာ ဒီမှာအာယုံတွေကနောက်တော့နဲ့ အေးတက်တွေ့ရမမျက်နှာရလည်းပူနေပြီဒီမှာဒီတရားလေးအဲ့လိုက်စိတ်ညစ်တယ်မျက်မှန်ကြီးတက်ပြီးဘာမှမတွေ့ရဘူးလားဟမ်မတွေ့ရလို့မျက်မှန်ပေးတက်လာတယ်လေ အလေကြားမှာလေးစားတဲ့တန်းခံရတာငါလည်းမပြောစားတော့ ဘော ဘူး လာပတ်ဝဲလာမင်းခမေမေ เดี๋ยว မင်းမမလေးလေဟောင်းမင်းမဟောင်းတမ်းချောင်းမေမေရပြီ 95ရောက်နေပြီ ဒီမှာ69ရောက်နေပြီ 96 တရားတောင်းနာပြီပဒါမတော်ပါလေ ရောက်ပြီမေရေရောက်ပြီ ငါမရသေး99 မင်းခမေလိုက်ကြမယ်အဲ့ခိုင်ထောင်းကနိုင်နေမခုကြီးတမလေးရှေ့ရရ 99 အမလေးအဲ့နေရာမှာမိတိုင်ပါလားလေ အဲ့ဒါဘာဖြစ်လို့လဲဟိုလားပါလား ဘာဖြစ်ခုံလို့ရတယ်
ပြုတ်ပြုတ်ကြပါလားဖုန်းကလက်တယ်ဟလား ဖုန်း လက်တော့ပြုတ်ပြုတ်ကြပါလေအမေခေါင်းကကြည့်ပါအောင်ခဏ အေး ပြုတ်ကြတဲ့ခါကြမကောင်း ဟယ်လိုဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနော်ကျေးဇူးပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်တီတီတို့တာမီ300ရဲ့ channel လေးကို like subscribe နဲ့အားပေးကြပါအောင်လို့ဒီနေ့မှာတော့တီတီရဲ့ယွန်းလေးရဲ့မျက်နှာလေးရဲ့ဒီခဲကိုဆော့ခဲ့ပါတယ်ပဲအားလုံးပဲအားပေးကြပါအောင်လို့အားလုံးဘိုင်ဘိုင် 拜拜。